လူဘဝဆိုတာခီးတစ်ခုဆိုရင်အဲ့ဒီခီးမှာကျွန်တော်တို့ကခီးသွားပေါ်ဒီအများကြီးနဲ့စုံတွေ့ကြရပါတယ်တချို့ကခဏတာစုံစည်းုံတက်တက်ဖြစ်ပြီးတချို့ကတော့ဘဝတက်တက်တာလက်တွဲသွားမဲ့တငယ်ချင်းကောင်းတွေဖြစ်လာကြပါတယ်ဒါပေမဲ့လူတိုင်းကတော့စေရနာအမှန်နဲ့လာမဟုတ်ဘူးဆိုတာသင်သတိထားမိဘူးသလားတငယ်ချင်းဆိုတဲ့စကားလုံးဟာတိုက်ကိုလာပတ်ပြီးနှွေးထွေးပါတယ်ဒါပေမဲ့အဲ့ဒီနှွေးထွေးမှုရဲ့နောက်ကွယ်မှာအေးဆက်တဲ့ရွယ်ချက်တွေကိုကြိုးကြည့်မှုတွေဖုံးကွယ်နေတတ်ပါတယ်ကျွန်တော်တို့အားလုံးရဲ့ဘဝမှာအနည်းဆုံးအချိန်တော့ငါယုံကြည်ခဲ့တဲ့သူကငါအပေါ်ဒီလိုလုပ်လိမ့်မယ်လို့မထင်ထားဘူးဆိုတဲ့နာကျင်မှုကိုခံစားဖို့ကြမှာပါကဲဇလန်လေးတပုတ်နဲ့စကြည့်အောင်မေဦးဟာအရန်ကိုဖော်ရွေပြီးသူတစ်ပါးကိုကူညီတတ်တဲ့မိန်းကလေးတယောက်ပါသူမမှာနှင်းဆိုတဲ့တငယ်ချင်းတယောက်ရှိပါတယ်သူတို့နှစ်ယောက်ဟာမခွဲနိုင်မခွာနိုင်တငယ်ချင်းတွေလို့လူတိုင်းကထင်ကြပါတယ်ဒါပေမဲ့မေဦးတတိမထားမိတာတခုရှိပါတယ်နှင်းဟာမေဦးရဲ့အောင်မြင်မှုတွေကိုကြားရတဲ့အခါနှုတ်ထမ်းကပြုံးနေပြီးမြမျက်လုံးတွေကတော့အေးစက်နေတတ်တာပါဒါဟာ fake friend တယောက်ရဲ့ပထမဆုံးလက္ခဏာပါပဲသူတို့ဟာအတင်းပွားတဲ့ကိုအရေးတစ်ခုလိုဝင်လာတတ်ပါတယ်နေသားတဲ့အချိန်မှာတင်ပေးမှာအမြဲရှိနေပြီးတင်းပွားမိုးမောင်ကြလာတဲ့အခါမှာတော့အေးအရေးခါပျောက်ကွယ်သွားတတ်ပါတယ် empathy reflection လေးတစ်ချက်လုပ်ကြည့်အောင်ကိုယ့်ဘက်ကနေကြည့်ရင်တော့တငယ်ချင်းမှုလို့ယုံကြည်တယ်အားကိုးတယ်ဒါပေမဲ့သူ့ဘက်ကနေပြန်ကြည့်ရင်ကောသူကတင်းကိုတကယ်တော့ချစ်ခင်တာလားဒါမှမဟုတ်တင်းစီကရောက်နိုင်မဲ့အကျိုးအမြတ်တစ်ခုခုကြောင့်သာအနာမှာကတ်နေတာလားလူတယောက်ဟာတင့်ပေါ်စေတနာအစစ်ရှိမရှိကိုတဲ့အောင်မြင်တဲ့အချိန်မှာအတီးဆုံးကြည့်လို့ရပါတယ်။ထူးဆန်းတယ်လို့ထင်ရပေမဲ့တကယ်အမှန်တရားပါ။ရန်သူကတော့တဲ့ကြားရှုံးချိန်မှာရေမာချစ်ပေမဲ့တငယ်ချင်းသူကတော့တဲ့အောင်မြင်ချိန်မှာနာကျင်နေတတ်ပါတယ်။စောစောကဇလန်လေးကိုပြန်ဆက်ကြည့်အောင်။မေဦးဟာသူမအကျုပ်လုပ်နေတဲ့ကုမ္ပဏီမှာစုရခဲ့ပါတယ်။ဒီသတင်းကိုကြားကြချင်းသူမအပျော်ဆုံးပြေးပြောမိကြကနှင်းစီကိုပါ။နှင်းကဝါဝမ်းသာပါတယ်ဟာလို့အော်ပြောလိုက်ပေမဲ့ချက်ချင်းစုသလိုပဲဒါပေမဲ့အဲ့ဒီစုကဒီလဝန်တန်းနေလို့ရတာထင်တယ်နော်။နင်ကကန်ကောင်းတာပဲလို့နောက်ဆက်တွဲစကားလေးထိပ်ပြောလိုက်ပါတယ်။ဒီနေရာမှာစိတ်ပညာအရ passive aggression လို့ခေါ်တဲ့တွေ့ဝိုက်တိုက်ခိုက်မှုကိုတွေ့နိုင်ပါတယ်။တငယ်ချင်းတို့တွေဟာတင်းရဲ့အောင်မြင်မှုကိုဂုဏ်ပြုတယ်လို့နဲ့တင်းရဲ့စူးစမ်းအားထုတ်မှုကိုကံကြောင်းပါလူချပြတတ်ပါတယ်။မှတ်ထားပါတကယ်တငယ်ချင်းစစ်ဆိုတာတင်းကိုလေကားတစ်ခါတက်စေခြင်းသူဖြစ်ပြီးတငယ်ချင်းတူကတော့တင်းတက်နေတဲ့လေကားကိုလှုပ်ခါချခြင်းသူဖြစ်ပါတယ်။ Okayတငယ်ချင်းတို့ရဲ့နောက်ထပ်ထူးခြားတဲ့ဝိသေသတစ်ခုကတော့အစဉ်ပြေချိန်မှာပျောက်နေပြီးအကူညီလုံမပေါ်လာတတ်တာပါပဲသူတို့ဟာပန်းပွန့်တွေကဝိရည်ကိုပဲစုပ်ယူခြင်းတဲ့လိပ်ပြာတွေနဲ့တူပါတယ်မေဦးရဲ့ဘဝတွေကနှင်းကိုကြည့်ရင်မေဦးအလုရှုံနေချိန်ဆိုနှင်းကအမြဲရှောင်ဖယ်နေတတ်ပါတယ်ဒါပေမဲ့နှင်းကိုယ်တိုင်ပတ်စံအရေးပေါ်လိုပြီးဆိုရင်တော့မေဦးစီကိုမနှက်အစိုးကြီးထပါစီဖုံးဆက်လာတတ်ပါတယ်ဒါကိုစိတ်ပညာအရconvenience friendship လို့ခေါ်ပါတယ်။သူတို့အတွက်တင်ဟာတငယ်ချင်းမဟုတ်ပဲအရန်တင်သုံးပစ္စည်းတစ်ခုသာဖြစ်နေတာပါ။ကဲတင်တစ်ခုလောက်စမ်းသပ်ကြည့်ပါ။တင်တကယ်အကူအညီလိုနေတဲ့အချိန်မှာသူတို့ကိုအကူအညီတောင်းကြည့်ပါ။အဲ့ဒီအချိန်မှာထွက်လာတဲ့သူတို့ရဲ့တုံ့ပြန်မှုဟာသူတို့ရဲ့မျက်နှာဖုံးကိုခွာချပြလိုက်တာနဲ့အတူတူပါပဲ။ဒါဟာရိုးရှင်းပေမဲ့အလျော်ထိရောက်တဲ့စိတ်ပညာနိယာမတစ်ခုပါ။တင်းရှိမှာအတင်းပြောသူသည်တစ်နောက်ကွယ်မှာလည်းအတင်းပြောလိမ့်မည်ဆိုတာပါတငယ်ချင်းတူးတွေဟာတည်င်းဖြန့်ချေရေးအေဂျင့်တွေနဲ့တူပါတယ်နင်းဟာမေဦးနဲ့တွေ့တိုင်းတခြားသူတွေရဲ့အတင်းအဖင့်တွေကိုအရသာခံပြောတတ်ပါတယ်မေဦးကတော့ဒါဟာသူ့ဘကိုယုံကြည်လို့ပြောတယ်လို့ထင်ခဲ့တာပေါ့ဒါပေမဲ့တကယ်တမ်းတော့နှင်းဟာတခြားသူတွေစီရောက်တဲ့အခါမှာလဲမေဦးရဲ့လွတ်ဝက်ချက်တွေကိုအတင်းအဖင့်အဖြစ်ပြန်လဲရောင်းစားနေခဲ့တာပါစိတ်ပညာအရပြောရရင်ဒီလိုလူမျိုးတွေဟာlow integrity ကိုချင်းတိတ်ခါအားနည်းသူတွေဖြစ်ကြပါတယ်မှတ်ထားပါတင့်ရှိမှာတခြားသူကိုအားရပါရအတင်းပြောနေတဲ့သူဟာတင့်နောက်ွယ်မှာလဲတင့်ကိုအလားတကူပဲတုံ့ပြန်မှာပါကဲနောက်ထပ်သတိထားရမှာကချီးကျူးတော်လို့နှိမ့်တဲ့စကားလုံးတွေပါစိတ်ပညာမှာဒါကို backhanded compliments လို့ခေါ်ပါတယ်ဥပမာမေဦးရဲ့တငယ်ချင်းနှင်းကဒီနေရာမှာအရန်ကျွမ်းကျင်ပါတယ်ဥပမာမေဦးကဂါဝန်အတစ်တစ်ထဲဝစ်လာတဲ့အခါနှင်းကဒီလိုပြောတတ်ပါတယ်ဟဲ့ဒီကောင်လေးကလှန့်လိုက်တာနင်းလိုခန္ဓာကိုယ်မျိုးနဲ့တောင်ကြီးကောင်နေသေးတယ်နော်တဲ့ဒီစကားကိုတေချာခွဲကြည့်ရင်ဂါဝန်လှတယ်ဆိုတာထက်နင်းခန္ဓာကိုယ်ကတိတ်မပြေဘူးဆိုတဲ့နှိမ်ချမှုကိုပိုသိတာစေပါတယ်သူတို့ဟာတင့်ရဲ့ယုံကြည်မှုကိုဝါလုံးကောင်းတဲ့လက်ရိုက်တို့မျိုးတွယ်ဝိုက်ပြီးဖျက်ဆီးတတ်ကြတာပါဒီလိုချီးကျူးဆုခက်တွေကိုခဏခဏကြုံလာပြီးဆိုရင်ဒါဟာမတော်တဆပြောမိတာမဟုတ်ပဲတင့်ကိုစိတ်ပိုင်းဆိုင်ရာအရာဖိနှိပ်ထော်စူးစမ်းနေတာဆိုတာသတိပြုလိုက်ပါတော့တငယ်ချင်းသူတို့ရဲ့အန်တဲ့အရှိဆုံးလက်နက်တစ်ခုကတော့တင့်ရဲ့စေတနာကိုအသုံးချပြီး
တင့်ကိုအပစ်ရှိသူတယောက်ဖြစ်အောင်ဖန်တီးတာပဲဖြစ်ပါတယ်မေဦးရဲ့ဇလန်ကိုဖျန်ကြည့်ရင်တရက်မှာမေဦးကမိသားစုကိစ္စအရေးကြီးလို့နှင်းခေါ်တဲ့အပြင်သွားမဲ့ချင်းစုမှုကိုဖျက်လိုက်ရပါတယ်အဲ့ဒီအခါနှင်းကအေးပါရပါတယ်ငါကတော့နှင်းအတွက်အားလုံးဖယ်ပြီးအချိန်ပေးခဲ့တာအခုတော့ငါတယောက်တည်းပြင်းပြင်းနဲ့နေခဲ့ရတော့မှာပေါ့လို့ပြောလိုက်ပါတယ်ဒီစကားဟာတင့်ကိုနေဟာတငယ်ချင်းကောင်းမပြီးသားဘူးဆိုတဲ့သတင်းစကားကိုရိုက်သွင်းလိုက်တာပါတငယ်ချင်းစစ်ဆိုတာတဲ့အခက်ခဲဖြစ်လို့ချင်းစုမှုဖျက်လိုက်ရင်ဟာရတယ်လီမိသားစုကပိုရေးစီးတာပေါ့လို့တင့်စီကိုပေါ့ဖောင်းလုပ်ပေးကြပါတယ်တငယ်ချင်းသူကတော့တင့်ရဲ့အာနာတတ်တဲ့စိတ်ကိုဓာစာခံလုပ်ပြီးသူတို့ဖြစ်ချင်တာကိုပဲရအောင်ယူတတ်ကြတာပါမှတ်ထားပါတငယ်ချင်းစစ်ကြမှာပြိုင်ပွဲဆိုတာမရှိပါဘူးဒါပေမဲ့တငယ်ချင်းတူရီအတွက်တော့ဆက်ဆံရေးဆိုတာပြိုင်ပွဲတစ်ခုလိုပါပဲမေဦးကဖုန်းတစ်သိကလုံးဝယ်လိုက်တဲ့ဆိုရင်နှင်းကဝမ်းသာပြမယ်အစားအော်အဲ့ဒီ model ကကောင်းပါတယ်ဒါပေမဲ့ငါအတိတ်လောက်ဝယ်တာသိမကြဘူးစတ်ဟန်သွားတယ်လို့ချက်ချင်းတုံ့ပြန်တော့ပါတယ်ဒါကိုစိတ်ပညာရ one upping လို့ခေါ်ပါတယ်တင်ဘာပဲအောင်မြင်သူတို့ကတိကျပို့တာတာတစ်ခုခုနဲ့တင့်ကိုပြန်ဖိဖို့ကြိုးစားတာပါသူတို့ရဲ့ရည်မှန်းချက်ကတင့်ရဲ့ပျော်ရွှင်မှုကိုခဏလေးအတွေးမှာပင် right ချိုးပြဖို့ဖြစ်ပါတယ်တငယ်ချင်းစီဆိုတာတင့်ရဲ့အောင်မြင်မှုသေးသေးလေးကိုတောင်အကြီးကြီးဖြစ်အောင်ချီးကျူးပေးတတ်ကြတယ်ဆိုတာမမေ့ပါနဲ့တငယ်ချင်းတွေအတွက်တော့တင့်ဖွင့်ထားလိုက်တဲ့လှုပ်ဝက်ချက်တွေဟာတင့်ကိုပြန်လဲထိန်းချုပ်ခုအတွက်ကြီးစံတွေဆက်သွားတတ်ပါတယ်မေဦးကသူမရဲ့အတိတ်ကအမှားတစ်ခုကိုနှင်းကိုယုံကြီးနဲ့ရင်ဖွင့်ခဲ့ပူပါတယ်ဒါပေမဲ့နောက်ပိုင်းညင်းခုန်ကြတဲ့အခါနှင်းကအေးလေနင်ကတော့ဒီလိုပဲပြောမှာပေါ့ဟိုတုန်းကလည်းနင်ဒီလိုမျိုးမှားခဲ့တာပဲမဟုတ်လားဆိုပြီးမေဦးရဲ့အနာဟောင်းကိုစားနဲ့ပက်လိုက်ပါတယ်ဒါဟာယုံကြည်လို့ပြခဲ့တဲ့အနာအစာကိုလက်နက်အဖေပြန်သုံးတာပါတငယ်ချင်းစစ်ဆိုတာတင့်ရဲ့အားနည်းချက်ကိုတိလေတင့်ကိုပိုးပြီးကာကွယ်ပေးခြင်းလေထပြီးတငယ်ချင်းဒူးကတော့တင့်အားနည်းချက်ကိုတိလေတင့်ကိုနှိပ်ကွက်ဖို့ပိုးလွဲလေလို့တွေးတတ်ကြပါတယ်โอเคနောက်ထပ်အရေးကြီးတဲ့ချက်ကတော့တင့်ကိုလူမှုအတိုင်းဝိုင်းကနေဖယ်ချင်အောင်လုပ်တာပဲဖြစ်ပါတယ်မေဦးကတခြားတငယ်ချင်းအသစ်တွေနဲ့ခင်မင်းသွားတဲ့အခါနှင်းကအဲ့ဒီလူကမကောင်းဘူးငါကြားတာတော့သူကနှစ်အကြံကွယ်ရမှာအတင်းပြောနေတာတဲ့ဆိုပြီးတရင်မှားပြီးတတ်ပါတယ်ဒါကိုစိတ်ပညာအရာ divide and conquer လို့ခေါ်ပါတယ်တင်ကိုတခြားသူတွေနဲ့ဝေးကွာအောင်လုပ်ခြင်းအပြင်သူတို့ဟာတင့်ရဲ့ပေါ်ပိုပြီးဩဇာလွှမ်းမိုးနိုင်ပါတယ်သူကငါ့ကိုချစ်လွန်လို့တခြားသူတွေနဲ့မပတ်သက်စေချင်တာပါလို့ထင်မိရင်ဒါဟာအမှားကြီးတစ်ခုပါတင်ငယ်ချင်းစစ်ဆိုတာတင့်ရဲ့လူမှုပတ်ဝန်းကျင်ကျဲပြတ်လာတာကိုအမြဲတမ်းအားပေးတတ်ကြပါတယ်တငယ်ချင်းတို့ရဲ့အမှုပညာမြောက်ဆုံးအရေးချင်းကတော့မျက်နာပြောင်းလဲခြင်းပါမယ်မေဦးရဲ့ဇာတ်လမ်းမှာနှင်းဟာလူအောက်ကြားထဲရောက်သွားရင်မေဦးကိုရင်းနှီးတယောက်နဲ့မေဦးကငါညမလေးလိုပဲလို့ကြေညာတတ်ပါတယ်ဒါပေမဲ့မေဦးမရှိတဲ့အခိုက်အတန့်တိုင်းမှာတော့မေဦးကကြည်ရတာသာအေးအေးလေးအထဲမှာတော့ဘလူးဆိုတဲ့မဟုတ်မမှန်တန်တရားမျိုးစေ့တွေကိုလူရရဲ့စိတ်ထဲမှာစိုက်ပျိုးနေခဲ့တာပါတင်မရှိတဲ့နေရာမှာတင့်ကိုကာကွယ်ပေးဖို့နေနေတာသာတင့်ကိုဖေးဖို့စ조사နေတဲ့သူဟာဘယ်တော့အခါမှတငယ်ချင်းစင်မဖြစ်နိုင်ပါဘူးလူတယောက်ရဲ့ဗီဇကိုသူတို့ရဲ့ရှေ့စကားနောက်စကားမညီမှုမှာအဖြေရှာကြည့်ပါတငယ်ချင်းတူတီဟာတငယ်ဖြိုးရွှင်မှုနဲ့စွမ်းရည်တွေကိုစုပ်ယူစားတောက်တတ်ကြပါတယ်သူတို့နဲ့စကားပြောပြီးတိုင်းတင်ဟာစိတ်တက်ကြွမဲ့အစားစိတ်ပင်ပန်းနွမ်းနယ်ပြီးဘာလို့နာဒီလောက်စိတ်မကြည်မလွန်းဖြစ်နေရတာလဲဆိုတဲ့ခံစားချက်ကြီးနဲ့ကြံရစ်ခဲ့တတ်ပါတယ်စိတ်ပညာမှာဒါကို emotional vampires လို့ခေါ်ပါတယ်မိဦးရဲ့တငယ်ချင်းနှင်းဟာမိဦးစီကိုဖုံးဆက်တိုင်းထူမရပြဿနာတွေနဲ့ထူမဘလောက်ကန်ဆိုးကြောင်းတွေကိုပဲနာယီပေါင်းများစွာပြောလိမ့်ရှိပါတယ်မိဦးကစာနာစိတ်နဲ့နားထောင်ပေးမယ်မိဦးဘကတခုခုပြန်ပြောချင်တဲ့အခါမှာတော့နင်းကစိတ်မဝင်စားသလိုနဲ့စကားဖြစ်တာဒါမှမဟုတ်ထူမကိစ္စဘက်ကိုပဲပြန်ဆွဲလွယ်သွားတတ်ပါတယ်ဒီလိုလူမျိုးတွေဟာတင့်ကိုအမိုက်ပုံးတစ်ခုလိုသဘောထားတာပါသူတို့ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကိုတင့်စီမှာလာဆွန့်ပစ်ပြီးသူတို့စိတ်ပေါ်သွားတဲ့အခါတင့်ကိုပစ်ထားခဲ့ကြပါတယ်တငယ်ချင်းစစ်ဆိုတာတင့်ရဲ့စွမ်းရည်တွေကိုပြန်လဲဖြည့်သိမ်းပြီးသူဖြစ်ပြီးတငယ်ချင်းသူကတော့တင့်စီကစွမ်းရည်တွေကိုခိုးယူသူဖြစ်တယ်ဆိုတာတတိထားပါတငယ်ချင်းတွေရဲ့အစိုးဆုံးသောလောက်ရကတော့တင့်ဘဝတိုးတက်မဲ့လမ်းစာတွေကိုစေတနာအယောင်ဆောင်ပြီးတားဆီးပိတ်ပင်တာပဲဖြစ်ပါတယ်မင်းဦးမှာသူမရဲ့အရေးအချင်းနဲ့ထိုက်တန်တဲ့ပိုကောင်းတဲ့အလုပ်အကိုင်အခွင့်အလမ်းတစ်ခုရခဲ့ပါတယ်သူမအရန်တက်ကြွနေချိန်မှာနင်းကဘေးကနေ
အဲ့ဒီအလောက်ကကြည့်ရတာအရန်ပင်ပန်းမဲ့ပုံပဲနင့်ကြမ်းမှရင်နဲ့ဖြစ်ပါမလားအခုလိုမှပဲအေးအေးဆေးဆေးနေပါလားငါကနင့်ကိုပင်ပန်းမှဆိုလို့ပြောတာပါဆိုပြီးစိတ်ဓာတ်ကြအောင်စာတင်တိုက်ခိုက်ပါတယ်တကယ်တော့နင်းဟာမေဦးပင်ပန်းမှကိုစိုးရင်တာမဟုတ်ပါဘူးမေဦးပိုကောင်းတဲ့နေရာရောက်သွားရင်သူမထဲပိုတာသွားမှကိုကြောက်နေတာပါတငယ်ချင်းစစ်ဆိုတာတင့်ရဲ့တောင်ပန်တွေကိုဖျက်မဲ့သူမဟုတ်ပဲတင့်ကိုပိုမြင့်သွားအောင်ပြန်တန်းနိုင်ဖို့တွန်းအားပေးမဲ့သူဖြစ်ပါတယ် ထူချင်းတွေရဲ့ဆက်ဆံရေးကအပေးယူ transaction တခုလိုပါပဲသူတို့စီကရတဲ့စေတနာဆိုတာအတိုးကြီးတဲ့ချီးငွေနဲ့တူပါပဲမေဦးရဲ့ဇလန်မှာနင်းကတခါတော့ကအလုတ်ကိစ္စတစ်ခုအတွက်လူတစ်ယောက်နဲ့မိတ်ဆက်ပေးခဲ့ပူပါတယ်အဲ့ဒီနောက်ပိုင်းမှာနင်းဟာငါသာထောက်ခံပေးခဲ့လို့နင်းဒီအစိမ့်ရောက်လာတာနော်ဆိုတဲ့စကားကိုအခွင့်အရေးရတိုင်းထည့်ပြောပါတယ်ဒါတွေမှာပဲသူမရဲ့ကိုရေးကိုတာကိစ္စတွေမှာမေဦးကိုအချိန်မတော်ခိုင်းစေဖို့အတွက်အဲ့ဒီဂျေဇူးတရားကိုဓာစာဟန်အဖြစ်သုံးလာပါတယ်သူတို့တခါကူညီပြီးရင်တင်းရဲ့အချိန်နဲ့စွမ်းရင်ကိုသူတို့ကပိုင်ဆိုးသွားပြီလို့ယူဆရကြပါတယ်တငယ်ချင်းစစ်ဆိုတာကူညီပြီးရင်မေးပြလိုက်တတ်ပြီးတဲ့ပေါ်ထားတဲ့စေတနာကိုကြိုးတစ်ချောင်းလို့သုံးပြီးတင်းကိုလိုသလိုဆွဲကစားမှာမဟုတ်ပါဘူးအမှန်တရားကိုသိလိုက်ရတဲ့အခိုက်အတန့်ဟာတိတ်ကိုနာကျင်ဖို့ကောင်းပါတယ်ဒါပေမဲ့စိတ်ပညာအရာဒီအသည့်ဟာတင်းဘဝကိုအစိတ်အတောက်တွေကနေကေတင်လိုက်တဲ့လွတ်မြောက်မှုတစ်ခုပဲဖြစ်ပါတယ်မေဦးဟာဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်သူမဟာနှင်းကိုရန်သူလိုတတ်မှတ်တာမျိုးမလုပ်ပါဘူးအဲ့ဒီအစားသူမဟာ personal boundaries ပုဂ္ဂိုလ်ရေးဆိုင်ရာနယ်နိမိတ်တွေကိုစတင်တတ်မှတ်လိုက်ပါတယ်နှင်းကအတင်းပြောကိုဖုံးဆက်လာရင်ငါအခုအလုတ်ရှုပ်နေလို့နောက်မှပြောရအောင်ဆိုပြီးရင်ရင်ကြီးကြီးရှောင်ကျဉ်ပါတယ်ဒါကိုစိတ်ပညာမှာ Grey Rock Method လို့ခေါ်ပါတယ်အစိတ်အတောက်ထိစေတဲ့သူတွေအတွက်တင်ဟာဘာတုံးကြံမှုမှမရှိတဲ့ကြောက်ခဲမီးဟိုးတောင်တစ်ခဲလိုငိမ့်သက်နေခြင်းအထိသူတို့ရဲ့ချဲလဲလိုစိတ်ကိုအဆုံးသတ်စေတာပါနယ်နိမိတ်သက်မှတ်တယ်ဆိုတာတစ်ဖက်လူကိုမုန်းလို့မဟုတ်ပါဘူးကိုယ့်ကိုယ်ကိုချစ်လို့ပါဘဝဆိုတာတစ်တူတောင်းပါတယ်အဲ့ဒီတူတောင်းတဲ့အချိန်တွေကိုတင်းရဲ့ပေါ်မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေအတွက်အလဟာတာအကုန်မခံပါနဲ့မှတ်ထားရမယ့်အချက်တွေရှိပါတယ်မိမိကိုယ်ကိုအရင်ယုံကြည်ပါနယ်နိမိတ်သက်မှတ်ပါပြီးတော့တငယ်ချင်းအများကြီးရှိတာထက်စိတ်ချရတဲ့တငယ်ချင်းစစ်တစ်ယောက်နှစ်ယောက်ရှိတာကပိုတန်ဖိုးရှိပါတယ်နောက်ဆုံးအနေနဲ့ကိုယ့်ကိုယ်ပြန်မေးကြည့်ပါငါဟာတခြားသူအတွက်တငယ်ချင်းစီရောဖြစ်ရလားကျွန်တော်တို့ကိုယ်တိုင်ကတငယ်ချင်းစစ်ဖြစ်နေမှသာလောကကြီးကကျွန်တော်တို့စီကိုတငယ်ချင်းစစ်တွေကိုစေလွတ်ပေးမှာဖြစ်ပါတယ်တင့်ဘေးမှာစိတ်ရင်းမှန်တဲ့တငယ်ချင်းကောင်းတွေနဲ့ပဲဝင်းရနိုင်ပါစေခင်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေခင်ဗျာ